fan ဘယ်လိုထုတ်ရမလဲ paraffin ထုတ်ရင်လိုအပ်တဲ့အချက်လက်တွေနဲ့ something ဝင်ရင်ရော paraffin ထုတ်လို့ရလားဒီမှာပဲသုံးမယ်ဟိုဘက်ကိုတော့ paraffin တောင်းမယ်ဖုန်းသုံးမှာဒီဘက်ဘန်ကောက်ဘက်မှာပေါ့နော် paraffin တောင်းလို့ရသလားလို့ဆိုလို့ရှိရင်ပစ္စည်းပါမသွားရင် paraffin ထုတ်လို့မရဘူး trip မှာဝယ်ထားတဲ့ဟာမဟုတ်ပဲတခြား trip ကဝယ်ထားတဲ့ဟာ paraffin မထုတ်ဖြစ်လိုက်လို့ဆိုပြီးတော့မထုတ်ဖြစ်ခဲ့တဲ့ဆိုတဲ့ဘောင်ချာကြီးယူလာပြီး paraffin ထုတ်မယ်ဆိုရင်တော့သူတို့ထုတ်မပေးဘူးเนาะသူတို့ကိုဝင်လာတဲ့ date ကိုထွက်တဲ့ date ကိုတေချာစစ်ပြီးအဲ့ကြားတွင်းမှာဝယ်တဲ့ပစ္စည်းကိုပဲ paraffin ပေးထုတ်ပါတယ်เนาะ 2000နဲ့အထက်ဆိုင်ဒီဇိုင်းမှာသုံးထားတယ်ဆို paraffin ထုတ်လို့ရတယ်ဆိုပေမဲ့အစားတောက်စားတာတွေတဲခိုတဲ့တဲခိုစရိတ်တွေကျမတို့ကုန်ကြခံရတဲ့စေယုံစရိတ်တွေကတော့ paraffin ထုတ်လို့မရဘူးเนาะမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘန်ကောက်ရဲ့ဆိုနဘူးလေးစိတ်မှာ paraffin ဘယ်လိုထုတ်ရမလဲ paraffin ထုတ်ရင်လိုအပ်တဲ့အချက်လက်တွေနဲ့ပြပေးသွားမယ်iPhone 17 ထွက်တဲ့ရာသီဆိုတော့ iPhone 17 ဝင်ရင်ရော paraffin ထုတ်လို့ရလားဘယ်လိုအခြေအနေမျိုးတွေမှာ paraffin ထုတ်လို့ရလဲဆိုတာကိုပြပြီးတော့ပါပါဆိုင်တစ်ဆိုင်မှာမိမိကဘတ်နှစ်ထောင်နဲ့အထက်ဝယ်တယ်ဆိုတာနဲ့ paraffin ထုတ်မယ်လို့ပြောပြီးတော့စာရွက်တောင်းလို့ရပါတယ်ဆိုင်ကနေပြီးတော့သူတို့ရဲ့ဝယ်ထားတဲ့ slip ဖောင်ချလေးရဲ့paraffin ထုတ်ရင်လိုအပ်တဲ့ PP10 လို့ခေါ်တဲ့ form ကိုဖြည့်ပြီးတော့ပေးပါလိမ့်မယ်ဒါဆိုရင်တော့မိမိရဲ့ passport ပြပြီးတော့ paraffin ထုတ်ဖို့လုပ်လို့ရပါတယ် paraffin ထုတ်တဲ့အခါမှာအခု PP10 လေးရှိသလို EPP10 ဆိုပြီးတော့မိမိရဲ့မေးတဲ့ကိုဝင်တဲ့ paraffin ထုတ်တဲ့ form လေးရှိပါတယ်နောက်တစ်ချက်က paraffin ထုတ်တဲ့အခါမှာလေ tourist visa တွေပဲပေးထုတ်ပါတယ် ED visa တို့လို့ retirement visa တို့လို့ long term visa တွေနဲ့ဆိုလို့ရှိရင် paraffin ပေးမထုတ်ဘူးเนาะparaffin ထုတ်လို့မရပါဘူးရှင် paraffin ထုတ်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်လေစိတ်ကိုအနည်းဆုံး3နာရီကြိုရပါလိမ့်မယ်အဲ့ဒါမှသာလျှင်လေစိတ်မှာ paraffin ထုတ်ဖို့အဆင်ပြေပါလိမ့်မယ်မိမိရဲ့ဝင်ထားတဲ့အမောင်းကဘတ်2000အောက်ဆိုရင်တော့ paraffin counter သွားပြီးတော့တစ်စိတ်တုံးထုတ်ကြမလို့ပါဘူး2000နဲ့အထက်ဆိုရင်တော့ paraffin counter ကိုသွားရပါမယ်တပတ်ချာ floor မှာရှိတဲ့ gate တန်းနဲ့နီးပါတယ်အဲ့ဒီမှာ paraffin counter ရှိပါတယ်အဲ့မှာသွားပြီးတော့တန်းစီရပါလိမ့်မယ်တန်းစီပြီးတော့မိမိဝယ်လာတဲ့ပစ္စည်းကိုပြရပါမယ် officer ကနေပြီးတော့မိမိဝယ်လာတဲ့ပစ္စည်းဖောင်ချပေါ်မှာတုံးထူပေးပါလိမ့်မယ်တုံးနဲ့ပြပြီးတော့အထဲမှာ paraffin တောင်းယူရပါပြီရှင်ငါဒီတစ်ခါ17 Pro Max ဒီ key မှာဝယ်လာတဲ့ဒါပေမဲ့သူ့ရဲ့17 Pro Max ကနှင်း paraffin ထုတ်တယ်မှာထုတ်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်19ရက်နေ့က Apple Store မှာ walk-in ဝယ်ကြည့်တယ်walk-in ဝယ်လို့လည်းမရဘူးသူတို့ pre-order ကိုပဲလက်ခံနေတယ် walk-in က30ရက်စက်တင်ဘာ30လောက်မှသာ walk-in ဝယ်လို့ရမယ်ကိုကလည်းဒီဖုန်းကိုသုံးချင်တယ်အဲ့တော့ဘာလို့ကလဲဆိုတော့MK မှာဖုန်းဆိုင်တွေအများကြီးရှိပါတယ်အဲ့ဆိုင်တွေမှာပုံမှန်ပေါက်သေးထက်9000ပို့ပေးပြီးဝယ်ရင်ချက်ချင်းတန်ကြီးရပါတယ်ဒါပေမဲ့တစ်ခုရှိတာဒီပုံမှန်ဖုန်းဆိုင်တွေဆိုရင်တော့ paraffin တောင်းလို့မရဘူးအဲ့တော့နင်းဒီဖုန်းဝယ်လာတာဆိုရင်ပုံမှန်သေးထက်9000ပို့ပေးရတယ်ဒါပေမဲ့ paraffin လည်းတောင်းလို့မရဘူးဒါပေမဲ့လည်းတန်တယ်လीเนาะကိုကချက်ချင်းလည်းငင်းသုံးချင်တာကိုလိုချင်တဲ့အချိန်မှာကိုလိုချင်တဲ့ပစ္စည်းရလာရင်ပြရပဲလေကိုစိတ်နဲ့တက်ရင်တော့တန်တယ်ပေါ့ထားလိုက်ပါတော့ဒါကတော့ပြောပြတာပါတကယ်တော့အခုနေ့ကဒီဖုန်းကိုဝယ်လာတယ်ဆိုပေမဲ့နေ့မှာ paraffin တောင်းခွင့်မရှိဘူးဘာလို့လဲဆိုလို့ရှိရင် Apple ရဲ့ Android store တွေမှာဝယ်တာမဟုတ်ဘူးပြောချင်တဲ့သဘောဒီအဲ့လိုဆိုင်တွေမှာဝယ်တယ်ဆိုရင်တော့ paraffin မရပါဘူးလို့ paraffin တောင်းချင်တယ်ဆိုရင်တော့ Apple store လိုမျိုး Android ဖုန်းဆိုင်တွေမှာဆိုရင်တော့ paraffin တောင်းလို့ရမယ်เนาะဥပမာဒီမှာparaffin ကိုတခြားလူနဲ့ထည့်ပေးလိုက်ရှင်နေဆိုတော့မေးထားကြတာလေးတွေတွေ့တယ်အဲ့တော့အဲ့ဒါလေးကိုပြောချင်တယ်နေ့ဒီတစ်ခေါက်ကဒီ iPhone တွေမဟုတ်ဘူး iPad တစ်ခုလည်းထောက်ဝယ်လာတယ်အဲ့တော့နေကဘာသွားရလဲဆိုလို့ရှိရင် paraffin counter သွားရတယ်ဒီပါချာ floor မှာရှိတဲ့ gate တန်းဒီမှာရှိတဲ့ paraffin counter ကိုသွားရတယ်သွားပြီးတော့တုံးထူရတယ်ပေါ့နော်တုံးထူတဲ့အခါမှာ officer မေး iPad ဝယ်လာတယ်ဆိုတော့ iPad ပြရမယ်ဆို iPad ပြလဲပြအောင် okay ဒီမှာငါ iPad လို့ထုတ်ပေးလိုက်အောင်ပြလိုက်အောင်လည်း okay ဆိုပြီးသူကဘာမှအဲ့လောက်ကြီးမစစ်ဘူးအဲ့လိုမျိုး officer နဲ့တွေ့ရင်တော့အဆင်ပြေကောင်းပြေနိုင်တယ်ဒါပေမဲ့နောက်တစ်ချက်ရှိသေးတယ်တကယ်လို့ကိုကအဲ့မှာတော့ပြေသွားပြီးတချို့တော့ officer တွေဒီ paraffin claim တဲ့နေရာမှာ iPad ထပ်ပြရပါတယ် okay ခုနကလိုပဲကိုလည်းဒီလိုလေးပဲထုတ်ပြရတယ်ပေါ့နော်မဟုတ်ဘူးတဲ့ဖွင့်ပြရမယ်တဲ့ power ဖွင့်ပြရပါတယ်နောက် setting နဲ့ဝင်ပြီးတော့ serial နံပါတ်1စစ်ပါတယ်နင်တော့ဒီတစ်ခေါက်မှာအဲ့လိုမျိုးတိုက်စစ်ခံရပါတယ်ဒါပေမဲ့ကိုကပစ္စည်းတကယ်ယူလာတာဖြစ်တဲ့ကြောင့်မို့လို့လည်းအဆင်ပြေပါတယ်အဲ့လိုထိကိုစစ်တဲ့ officer တွေလည်းရှိပါတယ်ကိုကန်ကောင်းရင်တော့ဒီလို officer တွေနဲ့မတွေ့ဘူးဆိုပေမဲ့ကိုကန်မကောင်းလို့ officer နဲ့တွေ့ခဲ့ရင်တော့
အဲ့လိုမျိုးပြနိုင်ရပါမယ်အဲ့လိုမပြနိုင်ရင်တော့ bar refund မရဘူးเนาะအဲ့လိုပြနိုင်ရင်တော့ bar refund ရပါမယ်အဲ့တော့ bar refund ထုတ်မယ်ဆိုလို့ရှိရင်2000ဆိုရင်တခါလေး check in counter သွားနောက် security check ကိုစစ်ဖြတ်မယ်နောက် immigration ဖြတ်ပြီးလို့ထွက်လာတဲ့အခါ LED signboard ကိုကြည့်လိုက်ပါ LED signboard မှာကြည့်ပြီးတော့ကိုယ့်ရဲ့ gate ကဘယ်ဆိုရင်ဘယ်ဘက်ကိုသွားပါကိုယ့်ရဲ့ gate ညာဆိုရင်ညာဘက်ကိုသွားပါနှစ်ဖက်လုံးမှာ bar refund ထုတ်တဲ့ counter တွေရှိပါတယ်အဲ့တော့အနည်းဆုံး gate မှာထုတ်ကြပါရှင်ဖုန်းတွေဝယ်သွားမယ် bar refund ထောင်းကျင်တယ်ဆိုလို့ရှိရင်တချို့ကပြောတယ်ဒီမှာပဲသုံးမယ်ဟိုဘက်ကိုတော့ bar refund တောင်းမယ်ဖုန်းသုံးမှာဒီဘက်ဘန်ကောက်ဘက်မှာပေါ့နော် bar refund တောင်းလို့ရသလားလို့ဆိုလို့ရှိရင်ပစ္စည်းတေချာပါသွားမှသာ bar refund ထုတ်လို့အဆင်ပြေမယ်နော်ပစ္စည်းမပါသွားဘူးပစ္စည်းကမပေးလိုက်ဘဲနဲ့ရှေ့မှာပဲပြမယ် departure flow မှာရှိတဲ့ gate 30မှာပဲပြမယ်အထက်ကိုပါမသွားဘူးဆိုရင်ကန်ကောင်းနေ officer တိတ်မစစ်ဘူးဆိုရင်တော့ရနိုင်ပေမဲ့ office စစ်တဲ့ officer နေ့လိုမျိုးစစ်တဲ့ officer နဲ့တွေ့ခဲ့ရင်အခုလိုမျိုးစက်တင်နေတဲ့ဒီဝင်စစ်မယ် serial number တွေထိစစ်မယ်ဆိုတော့ officer မျိုးနဲ့တွေ့ရင်တော့ bar refund ထုတ်လို့ရမှာမဟုတ်ဘူးเนาะပစ္စည်းပါမသွားရင် bar refund ထုတ်လို့မရဘူးเนาะ luxury ပစ္စည်းလိုမျိုး8 day 9 day အခုလို့ရှိရင်ထုတ်ပြရပါလိမ့်မယ်เนาะထုတ်မပြဘဲနဲ့ bar refund ထုတ်မပေးပါဘူးနောက်တစ်ချက်ဒီ trip မှာဝယ်ထားတဲ့ဟာမဟုတ်ပဲတခြား trip ကဝယ်ထားတဲ့ဟာ bar refund မထုတ်ဖြစ်လိုက်လို့ဆိုပြီးတော့ bar refund ဒီ trip မှာပေါင်းထုတ်မယ်လို့တော့စဉ်းစားလို့မရဘူးเนาะကိုက bar refund ထုတ်တဲ့ခါကျရင်ဒီ trip ကိုလက်ရှိထွက်တဲ့ trip မဟုတ်ဘူးဟိုရှေ့ဘက်ကတော့ထွက်ခဲ့တဲ့ trip မှာမထုတ်ဖြစ်ခဲ့တဲ့ဆိုတဲ့ဘောင်ချာကြီးယူလာပြီး bar refund ထုတ်မယ်ဆိုရင်တော့သူတို့ထုတ်မပေးဘူးเนาะသူတို့ကဘောင်ချာနဲ့ကိုဝင် date တွေထွက် date တွေနဲ့တေချာစစ်ပြီးတော့မှကိုဝင်လာတဲ့ date ကိုထွက်တဲ့ date ကိုတေချာစစ်ပြီးအဲ့ကြားအတွင်းမှာဝယ်တဲ့ပစ္စည်းကိုပဲ bar refund ပေးထုတ်ပါတယ်เนาะအဲ့ဒီခါထဲမှာတော့ဘာလုပ်လို့ရှိလဲဆိုလို့ရှိရင်ကိုရဲ့ gate ကညာဘက်ဆိုရင်ကိုဘယ်ဘက်က bar refund counter ကိုတွတ်ထုတ်တယ် bar refund ဒီဘယ်ရောညာနှစ်ဖက်လုံးမှာ counter ရှိတယ်ကြိုက်တဲ့နေရာမှာထုတ်လို့ရတယ်အဲ့တော့ညာဘက်ဆိုရင်နှင်းစီရမယ်လင်းရညာဘက်ဆိုရင်လည်းဘယ်ဘက်ကိုသွားလိုက်တယ်နည်းနည်းလေးတော့လမ်းပို့ရှောက်ရတယ်ဒါပေမဲ့ကြာကြီးမစီရဘူးခံစားရတယ်ပေါ့နော်အဲ့တော့နေ့ကတော့အဲ့လိုမျိုးလေးအမြဲတမ်းစီဖြစ်တယ်အဲ့လိုစီရဲစီတော့ပိုတဲ့ချိန်လေးတို့နေ့အဲ့မှာလဲ shopping ထွက်လိုက်ပါသေးတယ်ဘတ်2000နဲ့အထက်ဆိုင်ဒီဇိုင်းမှာတုံးထားတယ်ဆို bar refund ထုတ်လို့ရတယ်ဆိုပေမဲ့အစားတောက်စားတာတွေတဲခိုစရိတ်တွေကျမတို့ကုန်ကြခံရတဲ့စေယုံစရိတ်တွေကတော့ bar refund ထုတ်လို့မရဘူးเนาะbar refund ထုတ်တဲ့ခါမှာလဲရှေ့က gate 30မှာတန်းစီရတယ်လို့မျိုး bar refund claim တဲ့နေရာမှာလဲထပ်တန်းစီရပါတယ်သူလဲ9ခွက်လောက်တော့ကြာပါတယ်အဲ့တော့ထပ်ပြောပါမယ် bar refund ထုတ်မယ်တည်ကြရင်နေစိတ်ကို3နာရီထက်စောပြီးတော့ကြိုသွားပါရှင်မိမိလေရင်6နာရီဆိုရင်3နာရီလောက်ထဲကနေစိတ်ကိုရောက်နေဖို့လိုပါတယ်เนาะနှစ်နေရာတန်းစီရမှာလေเนาะတပါချာရှိရဲ့ gate တန်းမှာလည်းတစ်ခါစီရမယ်နောက် immigration ဖြတ်ပြီးတဲ့အခါမှာလည်းအထဲမှာလည်းတစ်ခါ refund ထုတ်တဲ့နေရာမှာတစ်ခါတန်းစီရမှာလေเนาะအဲ့တော့ကိုယ့်ရဲ့လေရင်ချိန်မီဖို့ဆိုလို့ရှိရင်တော့စောသွားပါ bar refund ထုတ်မဲ့သူဒီကိုစီမဲ့လေရင်ချိန်ထက်3နာရီစောပြီးလေစိတ်ကိုရောက်နေဖို့လိုပါတယ်เนาะနောက်တစ်ခု bar refund ကိုတမ်းမစီခြင်းမှုဆိုလို့ရှိရင် bar refund ထုတ်တဲ့ counter မှာset ကိုယ့်ကိုလုံးလို့ရတဲ့ set ကလေးတွေထားထားတယ် bar refund ထုတ်လို့ရမှာပေါ့ထုတ်လို့ရကိုယ့်ရဲ့ credit card ထဲကိုဝင်မယ်အခုလက်ရှိတော့ပတ်စံမရဘူးကိုယ့်ရဲ့ credit card ထဲကိုပတ်စံထည့်ပေးမယ်ကိုယ့်ကိုလုံးလို့ရတဲ့ set တွေလည်းရှိတယ်အဲ့မှာလည်းနည်းနည်းပတော့တန်းစီရတယ်အဆင်ပြေတော့လုပ်လို့ရတယ်နင်းတော့လုပ်ခဲ့တာနင်းတို့ကျတော့ credit card တွေပါတယ်တိတ်အဆင်မပြေတော့မရခဲ့ဘူးအဲ့တော့ကိုယ်တိုင်ပဲတန်းစီပတ်စံထုတ်ရပါတယ် bar refund ထုတ်တဲ့အခါမှာလိုအပ်တဲ့ချက်လက်တွေအကုန်လုံးကိုပြောပြပေးသွားပါတယ်အားလုံးလည်းအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲ bye bye